ရဲဘယင်မင်းမြတ်ကိုကာကွယ်ကြဆိုပြီးအမှုထမ်းအိုကြီးကအရုပ်ကိုရိုက်ဖို့လုပ်ပါတယ်ဘယင်ကရက်စမ်းလို့អော်လိုက်တယ်အဲ့ဒီအချိန်မှာပဲရုံးနံသမီးဟာလူအဖြစ်ပြောင်းလဲသွားပါတယ်တစ်ဖက်မှာတော့ဘယင်ကလည်းသူမကိုကြည့်ပြီးဒီမိန်းကလေးကငါ့လက်အင်ဂျီကိုတောင်ဆွဲရဲတယ်ငါ့ကိုမကြောက်ဘူးလားလို့တွေးနေခဲ့တယ်အဲ့ဒီနောက်အမှုထမ်းအိုကြီးကဒူးထောက်ပြီးဒီကျွန်တော်မျိုးအဖြစ်ကြီးမားပါတယ်မတော်တဆမင်းမြတ်ကိုထိခိုက်ဒဏ်ရာရစေမိပါတယ်အဖြစ်ပေးတော်မူပါမင်းမြတ်လို့တောင်းပန်ခဲ့တယ်ဒါပေမဲ့ဘယင်ကငါအဆင်ပြေတယ်အားလုံးပြန်ထွက်ကြလို့မိန့်တော်မူလိုက်တယ်ဒီအဖြစ်ပြက်ကိုကြည့်ပြီးဘယင်ကဒီနဲ့သမီးလေးမှာတကယ်ပဲထူးခြားတဲ့အစွမ်းစာရှိနေတာပဲလို့စဉ်းစားမိခဲ့တယ်ညလည်းနဲ့လာပြီးဖြစ်တာကြောင့်လက်ခတ်ဆရာတော်ကြီးကနန်းဆောင်အိတ်ခမ်းထဲမှာဆက်နေဖို့မသင့်တော်တော့ဘူးလို့မိန့်တော်မူလိုက်တယ်သူမကတော့အာနာရှင်ဘယင်ကငါ့ကိုဒီထက်ပိုပြီးမေးခွန်းတွေဆက်မေးမယ်လို့ထင်ထားတာလို့စိတ်ထဲမှာတွေးရင်အံ့ဩနေခဲ့တော့တယ်ဒီအာနာရှင်ကစာအုပ်ထဲမှာဖော်ပြထားသလိုအရန်ကြောက်စရာကောင်းတဲ့သူမဟုတ်တယ်လို့ပဲလို့သူမစိတ်ထဲမှာတွေးနေမိတယ်အဲ့ဒီအချိန်မှာတော့ရှောင်းကျူးဘာတွေဖြစ်နေတာလဲနိုင်ပိုင်းလေးပဲရှိသေးတာကိုငါရုပ်လေးဖြစ်ပြန်ပြောင်းသွားပြန်ပြီလို့မေးလိုက်တယ်ရှောင်းကျူးကတော့အာနာစွာနဲ့တောင်းပန်ပါတယ်တခင်ရုပ်ပြောင်းစေးရဲ့အာနိတင်ကလူတစ်ယောက်နဲ့တစ်ယောက်မတူပါဘူးဒါပေမဲ့မစ်ရှင်တွေကိုစူးစမ်းပြီးပြင်းမြောက်အောင်လုပ်သွားမယ်ဆိုရင်လူသားအဖြစ်ပြန်ပြောင်းနိုင်မယ့်နေ့ရောက်လာမှာပါလို့ရှင်းပြလိုက်တယ်နောက်တစ်နေ့မနက်မှာတော့တယောက်ကတကားလာခောက်ပြီးလက်ခတ်ဆရာတော်ကြီးနိုးနေပြီလားလို့မေးလိုက်တယ်သူမကချက်ချင်းပဲအကြောင်းပြန်လိုက်တယ်ကျွန်ုပ်တရားကျင့်ဖို့တကူတော့အိတ်ကျင့်စဉ်ဝင်တော့မယ်နေ့စဉ်အစားအသောက်သုံးနဲ့လာပို့ပေးဖို့မလိုပါဘူးအစာရှောင်ကျင့်စဉ်လုပ်မှာပါတကယ်တော့ဒါဟာသူမရဲ့စင်ကြီးတစ်ခုသာဖြစ်တယ်သူမစိတ်ထဲမှာတော့မစ်ရှင်ကိုအမြန်ဆုံးပြီးမြောက်ဖို့ဆိုရင်အဲ့ဒီအာနာရှင်ဘယင်ရဲ့အနာကိုပြန်သွားရအောင်မယ်ဘယင်မင်းမြတ်အတွက်အထူးရေးကူလာခဲ့တာပါမြည်စမ်းကြည့်တော်မူပါလို့သူမကတစ်တီးတွေကိုဆက်တက်လိုက်တယ်ဘေးကအမှုထမ်းတွေကတော့အံ့ဩနေကြတယ်မင်းမြတ်ဒီလောက်ပျော်ရွှင်ပြီးပြုံးနေတာတခါမှမမြင်ဘူးလို့တိုးတိုးပြောဆိုနေကြတယ်သူမကမျောလင့်တကြီးမေးလိုက်တယ်အရသာရှိရဲ့လားမစိုးပါဘူးလက်ခံနိုင်တဲ့အရသာပဲတစ်ဖက်မှာတော့ဘယင်ကတတိထားမိသွားတယ်လက်ခတ်ကြည့်မျောစင်မှာလက်ခတ်ဆရာတော်ကြီးမရှိဘူးဒါဆိုမင်းကနန်းဆောင်ကိုဘာကိစ္စနဲ့ရောက်လာတာလဲသူမကတော့ပြုံးပြုံးလေးနဲ့ပြန်ဖြေတယ်မင်းမြတ်နဲ့ကျမသဘောတူထားတဲ့ကတိကိုမေ့သွားပြီလားကျမကနတ်သမီးတစ်ယောက်ဖြစ်တဲ့အတွက်ကြင်ကြံအားထုတ်ဖို့မင်းမြတ်ရဲ့အနားမှာနေရပါမယ်မနေ့ကရခဲ့တဲ့ငကားစွမ်းအင် Dragon King နည်းနည်းလေးကကျမကိုလူသားပုံစံနဲ့ခဏပဲနေနိုင်အောင်ကူညီပေးခဲ့တာပါကျမရဲ့ဝိညာဉ်စွမ်းအားကမတည်ငြိမ်သေးဘူးဒါကြောင့်အငွေ့ရုပ်လေးပုံစံကိုပြန်ပြောင်းသွားရတာပါဘယင်ကတော့သူမရဲ့စကားတွေကိုယုံရမလားမယုံရမလားစဉ်းစားနေခဲ့တယ်တကယ်လို့သူမရဲ့နောက်ွယ်မှာတယောက်ကကြိုးကင်နေတာဆိုရင်ဒီညကသူတို့လှုပ်ရှားဖို့အကောင်းဆုံးခွင့်ရေးပဲညနေလာချိန်မှာတော့မိုးချိုးတန်တွေတဝုံဝုံထွက်ပေါ်လာတယ်အာငါခန္ဓာကိုယ်တော်ပြောင်းသွားပြီကိုဘာလို့မိုးချိုးတန်ကိုကြောက်နေသေးတာလဲလို့သူမကစိတ်ထဲမှာညှိနှူနေခဲ့တယ်ဘယင်ကတတိထားမိပြီးဘာဖြစ်တာလဲလို့မေးလိုက်တယ်သူမကလည်းမေးခွန်းပြန်ထုတ်လိုက်တယ်မင်းမြတ်ရောမိုးချိုးတန်ကိုကြောက်တာများလားဒါကကောင်းကင်မိုးချိုးသေးစားလေးပဲရှိသေးတာငါတို့ကဘယ်လိုလုပ်ကြောက်နိုင်မှာလဲဘယင်ကမေးလိုက်တယ်တေးသေးလေးအေးနေတော့ငါဒီအာနာရှင်ကတကယ်ပဲငါ့ကိုစိုးရိမ်ပေးနေတာလားသူမရဲ့ရင်ထဲမှာနှွေးထွေးသွားတယ်အခုတော့ပိုကောင်းသွားပါပြီဘယင်ကလည်းတည်ငြိမ်တဲ့အတန်နဲ့ငါတို့ကကောင်းကင်ဘုံရဲ့တားတော်ဖြစ်တယ်ဒီနေရာကလည်းနန်းတော်ပဲငါရှိနေတဲ့၍မိုးချိုးကမင်းကိုအန္တရာယ်မပေးနိုင်ဘူးဒါကြောင့်ကြောက်နေစရာမလိုဘူးလို့နှစ်သိမ့်ပေးလိုက်တယ်မင်းမြတ်ကိုဂါရဝပြုပါတယ်ဆိုတဲ့အတန်ထွက်ပေါ်လာတယ်ဝင်လာသူကတော့ဘယင်ရဲ့ဘယင်ဦးလေးဖြစ်နေတယ်ဘယင်ကမေးလိုက်တယ်ဘယင်ဦးလေးဒီကိုဘာကိစ္စနဲ့ရောက်လာတာလဲကျွန်တော်အမှန်တမ်းပြောပါမယ်မိဖုရားလူကျူးလွန်ခဲ့တဲ့အဖြစ်ကတကယ်ပဲကြီးမားပါတယ်ဒါပေမဲ့ကျွန်တော်မျက်နှာကိုထောက်ထားပြီးမိဖုရားလူကိုအသက်ချမ်းသာပေးတော်မူပါမင်းမြတ်ဘယင်ကတော့ခေါင်းခါလိုက်ပြီးဘယင်ဦးလေးသူမအတွက်တောင်းပန်ပေးဖို့မလိုပါဘူးတရားစီရင်ရေးဌာနကဒီအမှုကိုစုံစမ်းစစ်ဆေးပြီးသားဖြစ်ပါတယ်သက်သေတွေရောရုပ်ဝတ္ထုအထောက်အထားတွေရောအားလုံးပြည့်စုံတယ်အခုလိုအပြစ်ကြီးတဲ့ကိစ္စကိုတက်ညာပေးလိုက်မယ်ဆိုရင်နန်းတွင်းကလူအားလုံးလည်းအတူယူပြီးစီကံချိုးပေါက်လာကြလိမ့်မယ်ငါရဲ့ဆုံးဖြတ်ချက်ကအပြီးသက်ဖြစ်ပြီးသားဘယင်ဦးလေးဒီကိုလာတာမိဖုရားလူအတွက်ပဲတောင်းပန်ဖို့ဆိုရင်တော့ပြန်ကြောက်တော်မူနိုင်ပါပြီပြင်ပန်းမှာငြိမ်သက်နေပေမဲ့စိတ်ထဲမှာမကျေနပ်ဖြစ်နေခဲ့တယ်ဒီဂရိတ်ငယ်လေးကတိတ်တိတ်လေးအင်အားတွေစုဆောင်းထားခဲ့တာပဲအခုဆိုငါ့ကိုယ်တော်ပြန်လဲဆန့်ကျင်ရဲလာပြီလို့တွေးနေမိတယ်အဲ့ဒီအချိန်မှာအစီကံတယောက်ကပကံတစ်လုံးယူလာတယ်သူကဒီဟာကိုယူလာခိုင်းတာလေအခုချက်ချင်းဖယ်သွားစမ်းဒီကြာစိတ်ရင်းချိုကမိဖုရားလူကိုယ်တိုင်ချက်ထားတာမဟုတ်လားလို့မေးလိုက်တယ်အဲ့ဒီမိခွန်းထဲမှာတော့မိဖုရားလူရဲ့အဖြစ်ကိုခြေဖြတ်ဖို့နောက်ွယ်ကစီစဉ်မှုတစ်ခုရှိနေကြောင်းသဘောပေါက်နေတဲ့အရေးအမြစ်တွေပါဝင်နေခဲ့တယ်အမှုထမ်းကဒူးထောက်ချလိုက်ပြီးကြောက်လန့်တကြားတောင်းပန်နေတယ်မင်းမြတ်ကျွန်တော်မျိုးအမှားလုံးမိပါတယ်ကျေးဇူးပြုပြီးအသက်ချမ်းသာပေးတော်မူပါမသက်ပါနဲ့သူ့အတန်ကတုံရင်နေခဲ့တယ်ဒါကိုမြင်တော့သူမစိတ်ထဲမှာမခံမရနိုင်ဖြစ်သွားတယ်သူကဟင်းပွဲမှာပြီးစက်မိတာပဲမဟုတ်လားအဲ့ဒီလောက်နဲ့တက်ပြရလောက်တဲ့အပြစ်မဟုတ်ဘူးလေလို့တွေးမိတယ်အဲ့ဒီအခိုက်အတန့်မှာပဲသူမရဲ့ဘယင်ပေါ်အမြင်တွေပြောင်းလဲသွားပြန်တယ်ဒီအာနာရှင်ကတကယ်တော့အာနာရှင်ပဲသူစိတ်မကျေနပ်တဲ့သူဘယ်သူမှမဆိုတက်ပြစ်နိုင်တယ်မင်းညာကတော့သူကနုညံ့သိမ်မွေးတဲ့သူလို့ငါထင်ခဲ့သေးတယ်အဲ့ဒါတွေအားလုံးကထင်အောင်ထင်မှားတွေပဲဘယ်သူသိမလဲတနေ့ကျရင်ငါ့ကိုယ်တော်တိုက်ရိုက်တက်ပြစ်လိုက်နိုင်တာပဲလို့စိတ်ထဲမှာကြောက်ရွံ့စွာတွေးနေမိတယ်ငါ့ကိုရှာတွေ့သွားပြီလားလို့သူမစိတ်ထဲမှာထိတ်လန့်သွားတယ်ဒါပေမဲ့ဘယင်ကမျောလင့်ထားသလိုမဟုတ်ပဲပြုံးစီစီနဲ့မေးလိုက်တယ်တယောက်တည်းနေရတာအထီးကျန်လို့လားငါအနားမှာပဲနေချင်နေတာလားကျမနိုးလာတော့မင်းမြတ်ကိုမတွေးလို့အပြင်ထွက်ပြီးလမ်းလျှောက်ကြည့်တာပါဘယင်ကခေါင်းညှိလိုက်ပြီးဒါဆိုငါတို့နန်းတော်ဥယျာဉ်ကိုလိုက်ပြပေးမယ်နဲ့သမီးလေးလမ်းလျှောက်နေရင်ဘယင်ကသူမရဲ့မျက်နှာကိုကိုးကြည့်မိတယ်သူမကြည့်ရတာတိတ်မပြောသလိုပဲအဲ့ဒီအချိန်မှာအမှုထမ်းဦးကြီးတယောက်ရောက်လာပြီးဂါရော့ပြုတ်လိုက်တယ်မင်းမြတ်ခေါ်ခိုင်းထားတဲ့လူကိုခေါ်လာခဲ့ပါပြီဘယင်ကခေါင်းညှိပြီးရှေ့ကအမျိုးသမီးကိုညွှန်ပြလိုက်တယ်မင်းမြတ်သူမကကျွန်တော်တို့ရဲ့လှုပ်ဝက်ကိုရန်တော်ဖြစ်ပါတယ်ဒီနေ့ကစပြီးသူမကမင်းရဲ့အနားမှာအမြဲနေပြီးမင်းကိုကာကွယ်စောင့်ရှောက်ဖို့တာဝန်ယူမယ်သူမကပြုံးပြီးမေးလိုက်တယ်ကောင်းပြီမင်းနာမည်ကဘာလဲအန်ဂျီလို့ခေါ်ပါတယ်မင်းချင်းလာရင်အန်ဂျီကမင်းနဲ့အဖော်လုပ်ပေးလိမ့်မယ်လို့ပြောပြီးဆက်လက်၍ငါတို့တော့နန်းတက်စည်းဝေးသွားတက်ရအောင်မယ်လို့ဆိုလိုက်တယ်ဘယင်ထွက်သွားပြီးနောက်သူမကတယောက်တည်းစဉ်းစားနေမိတယ်ဒီရက်ပိုင်းအတွင်းအာနာရှင်ဘယင်ကငါ့အပေါ်တကယ်ကိုကောင်းလွန်နေတယ်ကောင်းလွန်လို့တော့တခုခုထူးဆန်းနေတယ်လို့ခံစားရတယ်လို့တွေးမိတယ်တစ်ဖက်မှာတော့နန်းတက်စည်းဝေးတွင်သတင်းကောင်းတစ်ခုရောက်လာခဲ့တယ်ဗိုလ်ချုပ်လူစုကမြောက်ပိုင်းစစ်တပ်ကိုဦးဆောင်ပြီးနေဆက်စစ်မျက်နှာမှာအောင်ပွဲကြီးတစ်ခုရရှိခဲ့ပါတယ်ဒီသတင်းကြောင့်နန်းတော်တစ်ခုလုံးလှုပ်ခတ်သွားခဲ့တော့တယ်ဗိုလ်ချုပ်လူအိုဟုတ်လားသူပဲမဟုတ်ဘူးလားလို့အံ့ဩစွာတွေးမိလိုက်တယ်သူမသိထားတဲ့မူရင်းဇလန်းအရဗိုလ်ချုပ်လူအိုဟာတစ်လုံးတိုင်းပြည်အပေါ်တစ္ဆာရှိပြီးမျိုးချစ်စိတ်ပြင်းထန်တဲ့သူရဲကောင်းတစ်ဦးဖြစ်တယ်ဒါပေမဲ့မကြခင်မှာပဲလူရုံမာရီရဲ့6တွန်းကွက်ထဲကြားရောက်ပြီးမတရားဆွဆွဲခံရကအသက်ခံရတော့မယ်သူမစိတ်ထဲမှာစိုးရိမ်စွာတွေးနေမိတယ်ချက်ချင်းပဲအန်ချီကိုလှည့်ပြောလိုက်တယ်အန်ချီငါ့ကိုနက်ခတ်ကြီးမျောစင်စီအမြန်ပြန်ခေါ်သွားပေးပါသူ
သူမကတော့ဗိုလ်ချုပ်လူအိုရဲ့ကံကြမ္မာကိုပြောင်းလဲနိုင်မဲ့နည်းလမ်းတစ်ခုခုရှာဖို့အလင်းစလိုစဉ်းစားနေခဲ့တော့တယ်ချက်ချင်းပဲလူသားအသွင်ကိုပြန်ပြောင်းပြီးနန်းတက်ခန်းမစီဦးတည်လိုက်တယ်တကားပွင့်လာပြီးသူမဝင်လာတဲ့အခါခန်းမတွေကအရာရှိတွေအားလုံးအံ့ဩတုန်လှုပ်သွားကြတယ်လှလိုက်တာနန်းတော်ဆရာတော်ကြီးကတကယ်တော့မျိုးသမီးတစ်ယောက်ဖြစ်နေတာလားမင်းမြတ်ကိုဂါရဝပြုပါတယ်လို့အယိုသေးပေးလိုက်တယ်ဒါပေမဲ့အချို့သောအရာရှိဟောင်းတွေကတော့မကျေနပ်ကြဘူးသူမျက်မှောင်ကျုံနေကြတယ်အဲ့ဒီအချိန်မှာအချို့သောအရာရှိတွေကသူမကိုမကျေမနပ်ကြည့်ရင်ဘလောက်မှန်တက်လိုက်တဲ့မိန်းကလေးလဲလို့စိတ်ထဲမှာပြောဆိုနေကြတော့တယ်သူမကဘရင်ရှိမှရက်နေပြီးဦးမညွတ်ပဲရှိနေခဲ့တယ်ဒါကိုမြင်တော့အရာရှိတယောက်ကဒေါသတကြီးအော်ပြောလိုက်တယ်မင်းမျက်ရှိတော်မှာရောက်နေပြီးဘာလို့ဒူးမထောက်တာလဲချက်ချင်းဒူးထောက်ဆန်းကျွန်ုပ်ကမသိမျိုးတစ်ပိုင်းအဆင့်ကိုရောက်ရှိပြီးသူဖြစ်တယ်ကျွန်ုပ်ဒူးထောက်ရတာကောင်းကင်နဲ့မြေကြီးကိုသာဖြစ်တယ်နန်းတော်ဆရာတော်ကြီးဒီနေ့နန်းတက်စည်းဝေးကိုရုတ်တရက်ရောက်လာတာဘာကိစ္စရှိလို့လဲဒီတရေပိုးစစ်တီကအယောင်ဆောင်ထားတဲ့သူဖြစ်တယ်ဗိုလ်ချုပ်လူအိုရဲ့အသက်အန္တရာယ်ကအခုအလွန်အရေးကြီးတဲ့အခြေအနေမှာရှိနေတယ်နယ်စပ်ဒေသကလည်းမတည်ငြိမ်တော့ဘူးဒီစကားကိုကြားလိုက်တာနဲ့အားလုံးအံ့ဩသွားကြတယ်စစ်တရင်ပို့သူကတော့ချက်